မာလည်းမသိဘူးဒီအကြီးမနဲ့အငယ်မလေးနည်းနည်းလေးမှဖက်အေးပြောစကားနည်းနည်းလေးမှနားမထောင်နဲ့ကောင်းပါလေးဒီပါဟဲ့ကြီးမရှာအေးဘာထိုင်လို့လားအဖေရောလည်းပဲမနေ့စောစောစီးလေးတမီးရဲ့ channel ရှုကင်းလေးကြည့်လိုက်မြို့တွေကကားဖြစ်သွားတယ်ကြည့်လိုက်ဒီကြိုင်ပဲအေးစီးပေါ့ဖေနေကအေးစီးလို့မနေနဲ့နေအငယ်မပျောက်မယ်တိလားသူ့ပဲသွားတယ်တူတမီးကကူမထားငါမာတော့လေအဲ့ကလေးမလေးတက်ခေါင်းနဲ့လေငါလိုက်ရှာအောင်မယ်အေးမနေ့ဖန်ကြောင်းရမယ်ကြားတယ်မနေ့ဖန်နင်တော့ကြောင်းရကမယ်နော်ဟောအဖေကထိန်းလို့ပဲဖေသွားရပေါ့ဟဲ့ငါအမြဲတမ်းအလုပ်ပဲသွားနေရတာဟဲ့နင်ကအားရရတဲ့အိမ်မှာထိုင်းနေရယူဖေးရတယ်ငါ့ရှာမရှိနဲ့ဟုတ်ဘယ်သွားလိုက်ပြန်ပြီလဲမသိဘူးအေးအဲ့ငယ်မတက်ခေါင်းနဲ့ရတော့စိတ်ဆင်းရဲပါတယ်ငါဟိုဘက်အိမ်ကသွားယူပြီးအကောင်မလေးလိုက်ရှာအောင်မယ်ငါနဲ့ကြတဲ့ဖုန်းလာနေပါလားကလင်းလင်းလင်းကလင်းလင်းလင်းဟယ်လိုအေးဟေးအေးအော်ဘသူလဲရှင်ဘသူလဲခမငါအော်ဟုတ်ကဲ့အဲ့ဆိုရှင်လွတ်လိုက်လေနော်ဟိုမှာနင်းတူမတို့ကတော့အတိုင်းပဲနင်းသမီးတို့ကတော့အတိုင်းပဲဒီလားအမြဲတမ်းဟိုမှာပဲနေညာလေးကြည့်အတိုင်းပဲဟဲ့နင်လည်းသိမှာပါဟိုမှာလေးကစားကွင်းမှာငါတူပါလေချက်ချင်းပြေးပြီးသူ့မြင်တာနဲ့ချက်ချင်းပြေးတာအဲ့ဆိုလို့ရှိရင်ကျွန်တော်လည်းသူတို့တော့ခေါ်လိုက်တော့မယ်ဗျာအေးတော်ဟူလူလုံးမလေးဒီခလီးနှစ်ယောက်ကိုတော့ငါမှမနေနိုင်အောင်ထိနေဒီပဲလဲရမတော့ကောင်းပါခလီးနှစ်ယောက်ကိုတော့မနေနိုင်အောင်ပြုစုပြုထောင်းရဒီကြားရင်နောက်ထပ်ခလီးတယောက်ကပိုးလာပြန်အောင်မယ်အေးသူတို့လည်းမိပါရဲ့အစမပြောလဲငါမကော့တင်တွေးထားတယ်ဟေးအမလေးတိုက်မိရောမေးအေးရှင်တော့မကြားတော့ပါဘူးငါတိုက်မိရဟိုမှာငါတမီးကိုရှိမယ်ထင်တယ်ဟဲ့သားတို့တမီးကိုကောင်းနေရဒီတနေ့ကိုလေဟိုလာစောကြတယ်ဟဲ့အဲ့လောက်ကြီးတော့လေမစောပါဘူးဗျကျွန်တော်တို့ကဒီကစားကွင်းလေးမှာရှော့လေးစီးလိုက်ဝိုင်းလွတ်လိုက်ကြလေးလွတ်လိုက်ဆိုပြောလို့မပြောနဲ့ဟေးမပြောနဲ့ငါလည်းတနေ့လမ်းပြောင်းနေမောင်းလာတယ်ဘယ်ချိန်ဖမ်းခံရမှန်းသိနောက်နေအော်ဒီကောင်မလေးကတော့လေဘလောက်ပဲပြောမဲမှတ်ဘူးတိလားလာအကြီးမတို့မသိဘူးဟေးအကြီးမရဲ့အစ်ရှုကင်းကောင်းမကြည့်ရဖေးပါတာဖေးတော့ခေါ်တာဟာဘာလာပြောမှမသိစိတ်ဆင်းရဲကေပါပဲတနေ့ဒီအာရိုင်ခေါ်နေရှားပဲဘာတော့ဒီမလေးနင်းတူမလေးနင်းညီမလေးကိုဘာလာလဲဟိုမှာနင်းတူလားဘာလားမသိဘူးဘာတော့လဲငါလည်းမသိတော့ပဲငါညမလေးကိုချစ်ဖို့ကောင်းတာပဲโอเคအဲ့ဆိုလို့ရှိရင်မုတ်တွေချက်ထားရတယ်လားလာအမလီအဲ့ဟာပူရီလိုက်မသွားနဲ့အဖေစောက်ဖို့လုံးမနေနဲ့ငါ့ဟုတ်ဘာများလဲမသိလာမမတို့အိမ်မမကိုရင်လက်ပြပြီနော်ဟဲ့ငယ်မနင်ဒီနေ့စပင်းရောက်စိုးဖို့သွားမှာစို့ဟုတ်တယ်လေမမဘာဖြစ်လို့လဲငါလိုက်ပို့ပေးမယ်ဒီမနေ့တော့မစိုးလိုက်ရအောင်မလားဟုတ်တယ်အေးနေပါစိုးခြင်းတဲ့ချိန်စိုးခြင်းတဲ့ချိန်မစိုးနဲ့နော်ငါကတော့နေ့တစ်ခုလေးပြောမယ်သပင်းအယောင်ကိုနုရွလေးမစိုးနဲ့နော်ငါဆိုမှကျကောက်ပြီးတော့လေချစ်ဖို့အရင်ကောက်ငါတော့ပြင်ထားတာတော့ချစ်ဖို့ကောက်တယ်ဘာမမဟုတ်
သေးဘူးငါပြန်ခဏပြီးတော့ထိုင်ပြီးတော့အလှပြင်လာအောင်မယ်ဟုတ်ကဲ့ဟိုမေ့နေတာငါ့ကိုအဖေကလေဟိုတနေ့တော့အငယ်မစပင်အောင်ဆိုငါပတ်စံပေးထားတာပဲအဲယူပါအောင်မယ်တโอเคအဲ့ဆိုလှပြင်မယ်တန်ရင်တင်းကဲလှပြင်လို့လဲပြီးဆိုတော့ငါကဘယ်ကိုတော့ရင်ကောင်းမှာလဲရှီလောင်ချူမျက်နှာလောင်တက်ကပြီးမျက်နှာတက်လာနေတာဒီစတော့နေတာဆိုဝစားလဲမယ်လာရလဲပြင်ပြီးသွားပြီဆိုတော့ငယ်မောင်စပယ်အောင်လိုက်ဆိုဖို့သွားခေါ်အောင်မယ်ငယ်မရှာမဝစားလဲလိုက်တော့လေနော်တောင်းလိုက်ဦးမလားတော့ပါပြီမလိုက်တော့ပါဘူးတာဦးလေးနဲ့ပဲခဏပြုတ်နားယူလာအောင်မယ်အေးတကယ်လို့လေတာတို့မောင်နှမနှစ်ယောက်ကလေဒီဘက်အခန်းထဲမှာအိမ်ရမှာနော်မမလည်းအိမ်ခန်းထဲမှာပဲအိမ်မှာတာတို့နှစ်ယောက်ကတူအိမ်လိုက်နော်မမတယောက်ထိပ်တိတက်မမလူကြီးဆိုတာလေအမမြဲလူပဲအိမ်နေကြအောင်အေးပါဟဲငါ့ကိုပဲပြောဆိုနေကြတာပဲလာအဲ့ဆိုငယ်မတော့မယ်အိုးစားလဲဦးမလေးလဲနေတော့နေဝစားတစ်ခါလဲငါသိရနေ10တိုင်းလောက်ထက်ကြအောင်ပါခဏလေးပါအေးခဏလေးဆိုတော့တော်မြင်ကိုအဲ့ဆိုတင်းတော့လဲလာအောင်မနော်မလူကြီးတစားပြန်နေသေးတယ်စပင်းရောင်ကအဝိုင်းလေးစုမှာဆိုငါလေးအင်းကြီးအဝိုင်းလေးလဲရမယ်ဟိပြီးငါစပင်းရောင်အဝိုင်းလေးစုမှာမမအဲ့ဆိုတော့လို့ရပြီနော်အေးတော့မယ်ကဲလာတော့မယ်တော့မယ်လာနေငါတိတ်မပြောချင်ဘူးနော်နေကူရပါအရင်နေစိုးနေအမကလည်းပဲအားရသိမ့်ပဲလာပြောနေရပဲလာကားနေသွားမယ်